ဒီမော်ဆိုးတွေဟာတောင်ဆိုင်တွေကိုအမေးလိုက်ရဲနဲ့တောင်ဆိုင်တွေဟာထူးဆန်းစွာနဲ့ပဲတောင်ပေါ်ကိုပြေးတက်ခဲ့ကြပါတယ်ဒါပေမဲ့ထူးဆန်းတာကထိုတောင်ဆိုင်တွေဟာတေးရမှာကိုကြောက်လို့မဟုတ်ပဲတခြားအရာတစ်ခုကြောင့်တောင်ပေါ်ကိုပြေးတက်ခဲ့ခြင်းသာဖြစ်ပါတယ်ဘာကြောင့်တောင်ပေါ်သို့ထူးဆန်းစွာနဲ့ထွက်ပြေးကြတာလဲဆိုတာကိုဒီသာသနာပုံပြင်ကနေပြောပြပေးသွားမှာဖြစ်ပါတယ်ဆောင်းလေပြင်းတွေတဟူတိုက်ခတ်နေတဲ့မြစ်မားလာတဲ့ရေခဲတောင်ကြီးတစ်ခုရဲ့အထက်အထိုက်မှာကြီးမားခန့်ရတဲ့တောင်ဆိုင်အောက်ကြီးတစ်အောက်ရှိခဲ့ပါတယ်ဒီနေရာဟာသူတို့ရဲ့ကဘာသူတို့ရဲ့အိမ်မှာပဲအတွေ့အကြုံရဲချက်နဲ့ဆိုက်အိုကြီးတွေကရှစ်ဆောင်လမ်းပြပြီးတန်မာတဲ့ဆိုက်ပြိုလေးတွေနဲ့ချစ်စရာဆိုက်ပေါက်စလေးတွေဟာဒီရေခဲပြင်ပေါ်မှာပဲအေးချမ်းစွာနဲ့နေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့လူကကြီးရဲ့အေးချမ်းမှုဆိုတာအမြဲတမ်းမတည်ငြိမ်တဲ့တပိုးတဘဝအရာတနေ့မှာတော့ရစ်ဆက်ကြမ်းကြောက်တဲ့မုတ်ဆိုးတစုဟာတီမင်းတမန်တွေလိုတောင်ချီကနေတက်လာခဲ့လိုက်ကြပါတယ်သူတို့ရဲ့မျက်လုံးတွေထဲမှာလောဘတွေအပြည့်မာမာနတွေအပြည့်လက်ထဲမှာလည်းချွန်ထက်တဲ့မြားတွေနဲ့အစင်တက်ပါပဲမုတ်ဆိုးတွေဟာပရိယေကြေဝစွာနဲ့တောင်ဆိုင်အုပ်ကြီးကို6ကမ်းမတစ်ခုကြီးရဲ့အစွန်းကိုရအောင်တပြည့်ပြည့်နဲ့ဝိုင်းရန်မောင်းနှင်လာခဲ့ကြပါတယ်နောက်ဆုံးမှာတော့တောင်ဆိုင်အုပ်ကြီးချစ်ဆက်သွားစရာလည်းလမ်းမရှိတော့တဲ့အချိန်မှာချစ်ဆုံးကအဆုံးမရှိတဲ့6ကမ်းနောက်မှာကတေမင်းလိုကြောက်ရကောင်းတဲ့မောက်ဆိုးတွေလွတ်မြောက်နိုင်မဲ့တခုဒီသုံးမျိုးလက်ချက်ကဘေးဖက်မှာရှိတဲ့ကြောက်ဆောင်လမ်းကြီးလေးတစ်ခုပဲရှိတော့ပါတယ်ဒါပေမဲ့အဲ့ဒီလမ်းကြီးလေးစီကိုသွားဖို့ပွင့်လင်းနေတဲ့စီးနှင်းတောင်ကုန်းတစ်ခုကိုဖြတ်ပြေးရမှာပါအစိုးဆုံးကတော့မောက်ဆိုးတွေဟာအဲ့ဒီတောင်ကုန်းကိုအထင်ရှားဆုံးမြင်နေရတဲ့နေရာကနေမြားတွေကိုတင်းတင်းဆွေးပြီးတော့အသက်ရှင်ရွေထားလိုက်ကြတာပါပဲတောင်ဆိုင်ပေါက်စကလေးတွေပြေးထက်သွားတာနဲ့တပြိုင်နက်မြားမိုးတွေရဲ့အောက်မှာသွေးတန်တရေရေနဲ့အသက်ပျောက်ကြရတော့မှတေချာနေတဲ့အခြေအနေတစ်ခုမှရှိနေပါတယ်တောင်ဆိုင်အောက်ကြီးတစ်ခုလုံးအထိုက်တလန့်နဲ့ဆောက်တီရမရဖြစ်နေတဲ့အချိန်မှာရုတ်တရက်ဆိုင်အောက်စုကိုဦးဆောင်တဲ့အသက်အကြီးဆုံးဦးချိုအကားဆုံးဆိုက်အိုကြီးကရှေ့ကိုထွက်လာခဲ့လိုက်ပါတယ်သူကကျန်တဲ့ဆိုက်အိုကြီးတွေကိုတစ်ချက်ကြည့်လိုက်တယ်စကားတခွန်းမှမပြောပေမဲ့သူတို့ရဲ့မြင်ဝန်းတဲ့အထင်းမှာတော့အဆုံးဖြတ်တစ်ခုကိုအတန်တိုက်နားလေသွားကြပါတော့တယ်ဒါသူတို့ရဲ့နောက်ဆုံးခီးစဉ်ဆိုတာကိုပေါ့တောင်ဆိုက်အိုကြီးဟာအောက်စုထေးကနေခွေးထွက်လိုက်ပြီးတော့ပွက်လင်းနေတဲ့တောင်ကုန်းရဲ့အမျက်ဆုံးမောက်ဆိုးတွေအထင်ရှားဆုံးမြင်နိုင်မဲ့နေရာစီကိုအချင်းအဟုန်နဲ့ပြေးတက်သွားပါတော့တယ်သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်တွေဟာနှင်းဖြူဖြူတွေရဲ့ကြားမှာအသက်ရှင်လေးရဲ့လှုပ်ရှားနေတဲ့ပြမှတ်ကြီးတွေအလားပါပဲဟာဟဲ့ဟိုမှာအကောင်ကြီးတွေဟဲ့ပြစ်ပြစ်အဆိုးတွေရဲ့အိုတန်နဲ့အတူလေးချိုးပြစ်တန်တွေကဇက်တိုက်ထွက်ပေါ်လာပါတော့တယ်ဒီတို့ကိုခွင်မီပြေးထွက်လာတဲ့ချွန်ထက်တဲ့မြားတန်တွေဟာထိုက်အိုကြီးရဲ့ခန္ဓာကိုယ်တွေကိုအကျဉ်းနာကဲမြင့်စွာနဲ့စူးစိုက်ဝင်သွားပါတယ်အေးစက်နေတဲ့နှင်းပြင်းရဲ့အောက်မှာပုံနေတဲ့သွေးဆက်တွေပန်းထွက်လာတယ်။တချို့မြားတွေဟာရင်ဘတ်ကိုဖောက်ဝင်တယ်။တချို့ကခြေထောက်တွေကိုစူးဝင်တယ်။နာကျင်မှုကြောင့်စိတ်အိုကြီးရဲ့ခန္ဓာကိုယ်တွေရင်းရိုင်သွားပေမဲ့သူတို့လေးချမသွားပါဘူး။အန်ကိုတင်းတင်းကြိုက်ပြီးတော့တောင်ကုန်းထိုက်မှာမမမတ်မတ်နဲ့ရက်တည်နေကြပါတယ်။အောက်ဆိုးတွေရဲ့မြားတွေအားလုံးသူတို့စီကိုပြင်းမဲ့ထားလာစေဖို့မတိမချင်းအတန်ကုန်ဟစ်ပြီးတော့အာယုံလွှဲပေးနေကြပါတယ်။သူရဲ့ခန္ဓာကိုယ်ဟာမြားတွေစူးဝင်နေတဲ့သွေးစွမ်းနေတဲ့ဒိုင်းကာကြီးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါပြီဒီလိုနဲ့ဆိုက်အိုကြီးတွေတောင်ကုန်းထိုက်မှာအသက်ကိုပေးဆက်ပြီးအာယုံလွှဲပေးနေတဲ့အချိန်တိုလေးအတွင်းမှာပဲဆိုက်အမကြီးတွေဆိုက်ဖြိုလေးတွေနဲ့ဆိုက်ပေါက်စလေးတွေဟာတောင်ကုန်းအောက်ခြေကကွေးနေတဲ့လမ်းချင်းလေးအတိုင်းအသက်လူပြီးတော့အေးကြရပါတော့တယ်ဒီကင်းရကိုရောက်ခါနေလမ်းကြီးလိုက်တဲ့အချိန်မှာတော့တောင်ကုန်းထိုက်ကဆိုက်အိုကြီးတွေဟာသူတို့ရဲ့နောက်ဆုံးတာဝန်ကိုအေးပွန်စွာထမ်းဆောင်ရင်းနဲ့သွေးတွေစမ်းထင်းနေတဲ့အင်းပြင်ပေါ်ကိုထာဝရလေးကျသွားခဲ့ပါပြီသူတို့ရဲ့မြင်ဝမ်းတွေထဲမှာတော့နောင်လာနောင်သွားတယ်လွတ်မြောက်သွားပြီဆိုတဲ့ကျဉ်နဲ့မှုတွေပြည့်နဲ့နေခဲ့ရတဲ့သူတို့ရဲ့အသက်တွေထွက်သွားခဲ့ရချလေပါပြီဆိုတော့ဒီပုံပြင်လေးကနေအားလုံးကိုအဆုံးသတ်လိုက်ပါတယ်ဆိုတော့ဒီပုံပြင်လေးကနေဘယ်လိုဒါသနာလေးတွေဆက်ရသေးလဲဆိုတာကျွန်တော်ဆက်ပြီးဖတ်ပြပေးပါမယ်လောကကြီးကိုသေချာလေးကြည့်လိုက်ပါလောကမှာအလကားရတဲ့လုံခြုံမှုအလိုလိုပွင့်လာတဲ့တကားလမ်းမှာဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးတင်ဒီနေ့ခိုင်ခိုင်မာမာနဲ့ရက်တည်နိုင်ဖို့အတွက်တစုံတစ်ယောက်ကသူ့ကိုယ်သူကြည်အမှားခံပြီးလမ်းခင်းပေးခဲ့ရတယ်ဆိုတာကိုကျွန်တော်တို့မကြာခဏမီလီယိုနေတတ်ကြပါတယ်စစ်မှန်တဲ့ပေးဆက်ခြင်းဆိုတာပြန်လေရရှိဖို့မမျှော်လင့်တယ်လို့ကျေးဇူးတင်ခံရဖို့လည်းမဆောင်စားပါဘူးအနာဂတ်တွေရှင်သန်နိုင်ဖို့အတွက်ကိုယ့်ရဲ့ပြည့်စုံပံကိုအတန်တိုက်စတေးလိုက်ခြင်းဟာကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့အကြီးမားဆုံးသောတန်ဖိုးကြီးတစ်ခုပါပဲဒီလိုအတန်တိုက်ပေးဆက်မှုတွေရဲ့နောက်ွယ်မှာအမြင့်ဆုံးသောအချစ်တွေကိန်းအောင်နေတတ်ပါတယ်ဒီတော့လူတစ်ယောက်ရဲ့အမြင့်ဆုံးသောတန်ဖိုးဟာသူဘလောက်ရယူနိုင်ခဲ့တယ်လဲဆိုတာထက်သူတို့ဘာအတွက်သူဘလောက်အထိဆုံးချုံခံရည်တယ်လဲဘလောက်ဒီပေးဆက်ခံရည်တယ်
တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာပါအမွာမြတ်ဆုံးမေတ္တာတရားဆိုတာဖိဖက်ကျွေးမွေးယုံတဲ့မဟုတ်ဘူးလေချားသူတယောက်ရဲ့ဘဝနေထွက်ရှင်တဲ့အတွက်ကိုယ့်ရဲ့နေဝင်ရှင်ကိုပြုံးကြီးလက်ခံပေးလိုက်ခြင်းဟာစစ်မှန်ဆုံးချစ်ချင်းမေတ္တာပါပဲအဲကြောင့်လေကျွန်တော်တို့ယနေ့ရှောက်လန်းနေတဲ့အောင်မြင်မှုတွေလွတ်လပ်ခွင့်တွေဟာတစုံတစ်ယောက်ရဲ့အိမ်မက်တွေကိုစတီးပြီးတော့သင်ကျင်ထားတဲ့ကြောက်ပြားတွေဖြစ်နေတတ်ပါတယ်။ပရိုင်ပြိုလေးခံပြီးသူများဘဝကိုတိဆောက်ပေးရတဲ့စိုက်တဲ့အောင်လာမဲ့သူတွေအတွက်ကိုအသက်တာဇင်းအဖြစ်အသုံးချခံရတဲ့ရဲကျင်းမုံအမှန်မေတ္တာတရားမဟုတ်တော့ပါဘူး။လူသားဆံမှုရဲ့အမြင့်မားဆုံးသောအနုပညာအရောက်တစ်ခုသာဖြစ်ပါတယ်။တော့တင်ခုရောက်နေတဲ့နေရာတင်ရှောက်နေတဲ့လမ်းအတွက်ဂုံယူနေတဲ့တစ်ချိန်တည်းမှာပဲတဲ့အတွက်အတန်တိုက်အောင်မြင့်ပေးခဲ့တဲ့အတွက်နေဝင်ရှင်ကိုခံယူပေးခဲ့တဲ့တွေကိုနှလုံးသားနဲ့အရန်ကျေးဇူးတင်တတ်ပါစေလို့ပြောရင်းနဲ့ဒီနေ့ဒီပုံပြလေးကနေအားလုံးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာကိုယ်ကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူ luck ပဲဖြစ်ပါတယ်ခင်ဗျာဒီစာမှုကို SMK ကနေရေးသားထားခြင်းဖြစ်ပါတယ်